Oya mule Ewa mewa Seyo hodu Yadu Diya mingani Abra sinja Paningi Didi Kuduwi Bukhani Didi Ki Taba Buddha Pamo Jati Dutta Kada Dukha Bhaja Tuokina Dukkano အခုကမှဒုတိယပိုင်းရှင်းရှင်းရဓမ္မတရားနဲ့၎င်းဘုံများနဲ့အရာယောဂီများနေရာယူနေခြင်းကိုဖြစ်ပါတယ်ခင်ဗျာဒုတိယပိုင်းခန္ဓာစဉ်စမှာဖြစ်ပါတယ်ခင်ဗျာယခုကမှဒါပြကြတယ်